လူတွေကိုပြုတ်ပြရတယ်တိတိမတိတိနှုတ်ဆက်ရတယ်ဒီလိုနဲ့မင်္ဂလာဆောင်ပွဲကြီးပြီးသွားတယ်စိတ်မောလူမောနဲ့ငတငယ်ချင်းယောက်ျားလေးတွေကလည်းဂဲဖို့တောင်းတယ်ကျွန်တော်ကလည်းမငြင်းပါဘူးပေးစရာရှိတာပေးလိုက်တယ်ဒါမှမင်္ဂလာဦးရဲ့ညဦးမှာလူရှင်တော့မှာပေါ့ဒီလိုနဲ့ညရောက်လာတယ်3 နှစ်3မို့ချစ်ခဲ့ရသူဆိုတော့ဒီနေ့ညတော့အရန်တန်မှုရှိပါတယ်ကျွန်တော်မိမရဲ့ရင်ထဲမှာတော့ဘယ်လိုရှိနေမဲတော့ကျွန်တော်မသိဘူးကျွန်တော်ကတော့အရန်ကိုရင်တွေခုန်နေတယ်တမျိုးကြီးပဲမင်္ဂလာဦးညဆိုတော့ရင်ထဲမှာလည်းရေးစားသလိုလိုဘိုက်ပြည့်သလိုလိုဘယ်လိုကြီးမှမသိပါဘူးအဲ့ရစောစောဝင်မယ်လို့စိတ်ကူးထားပါတယ်လူကိုလည်းတန်းတန်းရှင်းရှင်းလေးဖြစ်သွားအောင်ရေချိုးလိုက်တယ်ဘယ်တငယ်ညင်းနဲ့မှလည်းမတွေ့ချင်ပါဘူးတက်နိုင်ရင်ဘယ်ဧည့်သည်မှမလာစေချင်ဘူးဘသူနဲ့မှလည်းစကားမပြောချင်ဘူးဒီနေ့ညကအရေးကြီးတယ်လေအဲ့ဒီအချိန်မှာပဲမမျှော်လင့်ပဲအမေရောက်ချလာပါတယ်ည9 နာရီရှိနေပြီအဖေကအမေကိုဇပီးပေါ်တင်းပြီးတော့ကျွန်တော်စီကိုအရောက်နင်းလာခဲ့တာဇပီးနင်းခဲ့ရတဲ့အဖေမှာတော့မောလို့အဖေနဲ့အမေရောက်လာတော့တင်မြူလေးဖြာလေးကိုခင်းပြီးလက်ဖွဲ့ရတဲ့မင်္ဂလာဦးအချိုရပကံလေးထဲမှာအဖေနဲ့အမေကိုကော်ဖီဖြော်တိုက်လိုက်တယ်ကျွန်တော်ကအမေကိုမေးလိုက်တယ်အမေတို့ညကြီးအချိန်မတော်ဘာကိစ္စရှိလို့လဲအမေကဘာမှပြန်မပြောဘူးကော်ဖီကိုကိုတောက်တယ်ကော်ဖီကုန်သွားပြီဆိုမှအမေကအိမ်ထောင်ကြီးတရားစပြီးတော့ဟောတော့ထားပါပဲဒီမဲ့ငါသားဒီစကားဟာဒီနေ့ညပြောမှအတိတ်ပဲရှိမှာမို့အမေရောက်အောင်လာခဲ့တာဘာစကားမို့လဲအမေရဲ့အမေအခုပြောမယ့်စကားကတားရတဲ့လက်ဖွဲ့တွေထဲမှာအကောင်းဆုံးလက်ဖွဲ့ဖြစ်လိမ့်မယ်လက်ဖွဲ့ပစ္စည်းဆိုတာအချိန်တန်ဟောင်းသွားမယ်ပျက်စီးသွားမယ်ပျောက်ပြတ်သွားမယ်အမေအခုပေးမယ်သားတို့အိမ်တော်ကြီးအတွက်လက်ဖွဲ့ကတော့အချိန်ကြာလေလေတန်ဖိုးရှိလေလေအတွေးညင်ရင်ကြက်လေလေအသုံးဝင်လေလေဖြစ်စေမဲ့လက်ဖွဲ့ပဲအမေကသူ့စကားတွေကိုဒီတန်းတွေအရန်ချီနေပါတော့တယ်ကျွန်တော်ကတော့အိယာဝင်ရင်လှပြီအမေအကြောင်းသိမသိတဲ့ကျွန်တော်အမျိုးသမီးကကျွန်တော်အမေကိုဘာကြီးလဲဆိုတဲ့အကြည့်မျိုးနဲ့ကြည့်နေပါတော့တယ်အမေအခုပြောမယ့်စကားဟာအမေတို့အိမ်တော်ရေပေါ်ကနေရင်းပြီးရလာခဲ့တဲ့စကားပဲဘာလဲအမေရဲ့ဒီမဲ့ငါသားလူတချို့ကစီးပွားရေးအောင်မြင်ကြတယ်ဒါပေမဲ့အိမ်တော်ရေးမှာမအောင်မြင်ကြဘူးလူတချို့ကြတော့စီးပွားရေးလည်းမအောင်မြင်ဘူးအိမ်တော်ရေးလည်းမအောင်မြင်ဘူးလူတော်တော်များများကတော့စီးပွားရေးကိုဒီအိမ်တော်ရေးထက်ပိုအရေးကြီးတယ်လို့မြင်ကြတယ်အမေတို့လည်းသားတို့လိုပဲဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်လုံးကအချစ်တစ်ခုတည်းနဲ့ဘဝကိုပြည့်စုံပြီလို့ထင်ခဲ့ကြတယ်အမေတို့ရဲ့အမားတွေအမေတို့ရဲ့နောင်တတွေအမေတို့ရဲ့မိုင်မဲမှုတွေကိုသားတို့မင်္ဂလာဦးညမှာသိစေခြင်းလို့စင်ကျင်စေခြင်းလို့စကားအဖြစ်လာပြီးလက်ဖွဲ့တာပဲဒီချိန်မှာကျွန်တော်မိမအသစ်ဆက်ဆက်ဟာစိတ်ဝင်စားတဲ့အမှုရာနဲ့အိမ်ငိုက်နေပါတော့တယ်ငါသားအိမ်တော်တစ်ခုမှာလင်ယောက်ျားဟာရွက်နဲ့တူတယ်ဇနီးမယားကလော်တက်နဲ့တူတယ်စိတ်သဘောထားပြည်လည်မှုဟာလေနဲ့တူတယ်အမေစကားကိုကျွန်တော်နားမလည်ပါအမေစကားရဲ့ရွေချက်ကိုလည်းကျွန်တော်မသိပါအမေကဆက်ပြောပါတယ်လေတစ်စင်းမှာရွက်ဆိုတာလေလာရင်လေကိုဟိုးဝေးထိရောက်အောင်တည်ဆောင်သွားနိုင်တယ်ရေစီးဘလောက်ကြမ်းကြမ်းလေဘလောက်တိုက်လေတိုက်နေလို့ကတော့ဒီလေဟာရေဆန်ကိုလည်းမဟုတ်ဘူးရွက်ဆိုတာလင်ယောက်ျားနဲ့တူတယ်ကံအကြောင်းလှလို့ဝင်ဝင်ကောင်းတဲ့အခါရှိမယ်လေလာတယ်လို့ပေါ့ကွယ်ကံအကြောင်းမလှလို့ဝင်ဝင်နေတဲ့အခါလည်းရှိမယ်လေမတိုက်တယ်လို့ပေါ့ကွယ်အမေတို့လိုမိမသားတွေဟာယောက်ျားဝင်ဝင်ဖြောင်းနေကြည်ပြူကြတယ်ယောက်ျားဝင်ဝင်မကောင်းရင်တော့စိတ်ထဲမှာတိတ်အစင်မပြေဘူးအဲ့ဒီအချိန်မှာအဖေဟာအမေကိုတစိမ့်စိမ့်ကြီးစိုက်ကြည့်နေတယ်မင်းအဖေဝင်ဝင်ကောင်းတော့ကငါစိတ်ကတမျိုးမင်းအဖေဝင်ဝင်မကောင်းတော့ငါစိတ်ကတိတ်အစင်မပြေဘူးအမေတို့မိမသားတွေဟာလေစင်းမှာရှိတဲ့လော်တက်နဲ့တူပြန်တယ်လေလာလို့လှေပြင်းရင်လော်တက်ဆိုတာပဲထင်းရုံတတ်ပဲလေမလာလို့လှေမပြင်းရင်လော်တက်ဆိုတာပဲထင်းရုံနဲ့မဟုတ်တော့ဘူးဝင်ပြီးတော့လော်ရတယ်အမေကအ
မေတို့ရဲ့အိမ်တော်ကြီးမှာလွတ်တက်တစ်ချောင်းပဲပဲထင်းအောင်သာထင်ခဲ့တယ်လွတ်တက်ပါမင်းအဖေဝင်မကောင်းတော့မင်းအဖေကိုပဲအပြစ်မြင်မိတယ်ဝင်ပြီးလှော်ဖို့စိတ်မကူးမိခဲ့ဘူးလော်ရကောင်းမှလည်းမသိခဲ့ဘူးဒါကြောင့်ငါသမီးဟာပဲထင်းတယ်လို့ဝင်ပြီးတော့လှော်ရဲတဲ့လှော်တက်တစ်ချောင်းနဲ့ဖြစ်ဖို့လိုတယ်အမေစကားတော်တော်အထိပ္ပယ်ပါပါတယ်မြမလူဖွဲ့စီအိမ်တော်ရေးမှာယောက်ျားတွေငွေရှာတယ်မိန်းမတွေကအိမ်တော်မှုထိမ့်သိမ့်တယ်ဒီလောက်အမြင်ရှိကြတယ်အမေစကားဟာဒီထက်လေးနဲ့တယ်ဆက်ပြောအောင်မယ်ငါသားလေးလာလို့လှေပြပါရဲ့ပဲ့ထိန်လဲကောင်းပါရဲ့လေးမလာရင်လဲလော်တက်ဟာဝင်ပြီးလှော်ပါရဲ့ဒါပေမဲ့လှေပေါက်နေရင်ဘယ်လိုလုပ်မလဲစိတ်သဘောထားပြည်လည်မှုဟာလှေနဲ့တူတယ်ငါသားအိမ်တော်ရေးတော်တော်များများဟာလှေပေါက်ကြီးနဲ့တူကြတယ်ခရီးရှည်ကြီးကိုတွားရမယ်လေဟာပေါက်နေအလကားပဲလေလာလဲဘာထူမှာလဲပဲ့ထင်းရင်လဲအလကားပဲဝိုင်းကူပြီးလှော်ပေးနေရင်လဲအလကားပဲလေပေါက်ကြီးနဲ့ခရီးမသွားမိဘူးအရေးကြီးတယ်အမေဟာစကားပြောရင်အဖေကိုလှည့်ကြည့်လိုက်တယ်မင်းအဖေနဲ့ငါဟာတယောက်ကိုတယောက်ချစ်ကြပါတယ်ဒါပေမဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်ကြဘူးစိတ်ချင်းအဆင်မပြေဘူးတယောက်စိတ်ကိုတယောက်နားမလဲဒီတော့အမေတို့အိမ်တော်ရေးလေကြီးဟာခရီးဝေးကြီးကိုမရောက်ခဲ့ဘူးပေါ့တခါတလေအမေကလေကိုအပေါက်ဖြစ်အောင်ဖောက်ပစ်တယ်လေပေါက်ကိုပြန်ပြီးတော့ဖာထေးနေရတာနဲ့အမေတို့အိမ်တော်ရေးဟာမအောင်မြင်ခဲ့ဘူးတခါတလေကြတော့လေမင်းအဖေကအမေတို့ရဲ့အိမ်တော်ရေးလေကြီးကိုအပေါက်ဖြစ်အောင်ဖောက်ပစ်ပြန်တယ်ဒီလိုနဲ့အမေတို့ခရီးရှည်အိမ်တော်ရေးဘဝကြီးဟာသားတို့တည်ခဲ့ကြတဲ့အတိုင်းပဲခရီးမရောက်ခဲ့ဘူးမအောင်မြင်ခဲ့ဘူးအမေပြောတာဟုတ်ပါတယ်ကျွန်တော်ကအသားကြီးဆုံးဖြစ်တော့အမေတို့ရဲ့အိမ်တော်ရေးနဲ့မိသားစုရဲ့ဘဝကိုအများဆုံးသိထားတဲ့သူပါအဲ့ဒီအချိန်မှာကျွန်တော်အသက်ဆက်ဆက်မိမကသူ့ရောက်ခမဖြစ်တဲ့ကျွန်တော်အမေကိုစိတ်ဝင်စားနေကြည့်နေပါတော့တယ်ကဲသားနဲ့သမီးအမေစကားကိုအမေလိုရင်းပြောမယ်နော်ဒီစာရန်လေးကိုအိမ်မှာချိတ်ထားအဲ့ဒါအမေရဲ့လက်ဖွဲ့ပဲကဲအမေတို့ပြန်တော့မယ်သားနဲ့သမီးလည်းအိယာဝင်နေကြမှာပဲသားတို့ရဲ့ပထမဆုံးမင်္ဂလာညမှာပျော်ရွှင်ပါစေကွယ်တဲ့အမေပေးသွားတဲ့လက်ဖွဲ့စာရန်လေးကတော့အိမ်တောင်ရေးမှာလင်းယောက်ျားကရွတ်ဇနီးမယားကတက်စိတ်သဘောထားပြည်လည်မှုကတော့လေးတဲ့ဒီထင်နားထောင်ပေးသွားရင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီအကြောင်းအရာလေးကတော့စာရေးဆရာကြီးဖုန်တာတူရဲ့စာလေးပဲဖြစ်ပါတယ်အားလုံးကိုပြန်လဲညဝေပေးလိုက်ပါတယ်